ပြီးတော့ကိုရီချနေပြီဖြစ်ပါတယ်အဲ့ဒီကိုရီပန်းတဲ့အချိန်မှာကျွန်တော်တို့တွေအရန်တတိထားရပါတယ်ပေါ့နော်ကိုရီကရွက်ကြတတ်တယ်ပေါ့နော်အဲကြောင့်ချိန်ဆော့လေးတော်တော်လိုတယ်နောက်ပြီးဆိုရင်ကျွန်တော်တဖြည်းဖြည်းနဲ့ကျွန်တော်ရှင်းပြသွားမှာပေါ့နော်ကိုကတော့ကျွန်တော်ပန်းလေးပဲနည်းနည်းလေးထည့်လိုက်တော့မယ်ကိုရီဒီမျိုးတော့မထင်ပါနဲ့နော်ကျွန်တော်တို့အခုကိုရီပန်းတော်လေးကိုကျွန်တော်တို့ချက်ကြည့်လိုက်ရအောင်ဒီလိုမျိုးတစ်ရှီလုံးဆွဲလို့ရှိရင်ဟိုကောင်းတာပေါ့နော်တစ်စစ်ဆွဲတာနဲ့ဒီလိုမျိုးတစ်ရှီတည်းဆွဲလို့ရှိရင်ဟိုပြင်းဆိုရင် line ပုံညီတော့ပေါ့နော်တကယ်လို့ဆွဲလို့မညီဘူးဆိုရင်တစ်ခါတည်းမဆွဲဘူးဆိုရင်ပေါ့ line မညီတဲ့ဘူးဖြစ်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့လိုသလောက်ကိုရကောလာမတင်ဘူးပေါ့နော်အဲ့လိုမျိုးတစ်ရှီတည်းဆွဲလို့ရှိရင်ဟိုရပို့ပြီးကောလာတင်တယ်ကျွန်တော်တို့ဒါလေးနည်းနည်းလေးပြန်ကောက်မယ်ခုတော့အမလေးနည်းနည်းလေးကြံသေးတယ်နည်းပြန်မောက်မရမယ်ဘယ်ဆိုအမခုနမောက်လိုက်တာနည်းနည်းလေးပုံမူကလေးဖြစ်သွားတယ်ဘယ်ဆိုဆွဲတာကျဲသွားလို့ပေါ့နော်ကျွန်တော်တို့နေအောက်ဆွဲချတာကျဲသွားလို့ရှိရင်ဒီလိုမျိုးပဲကောလာတိတ်မတက်ဘူးအဲ့ဒါဆိုရင်ချိန်ရှိတုံးပေါ့နော်ကျွန်တော်တို့တွေတစ်ခါတည်းပြန်ဆွဲလိုက်တယ်ဒါမှဒီတားလေးတွေတော့မကိုက်ရင်တော့မရဘူးပေါ့နော်ဒီတားလေးမှာယောက်ကြီးတွေဖြန်းသွားလို့ရှိရင်ဒီတားလေးမှာသွားပြီးအပုံလေးသွားစိနေဆိုတော့သူ့ကိုပြန်လိုက်ပြီးမှရတယ်ဟုတ်ဘူးစိသူလည်းရောမိတာပေါ့နော်ကလည်းမတက်ဘူးပေါ့ဒါမှဆိုရင်ကော်ရဲ့အစိလေးစိတေးလေးတွေကြံခဲ့တယ်ပေါ့နော်အဲ့ဒါဆိုရင်ကြည့်လို့တိတ်မလှဘူးပေါ့ဒီနေ့ကတော့ပြီးဆုံးတော့ပါပြီကျွန်တော်တို့တွေလူလည်းပင်ပန်းသွားပြီပေါ့ဗျာဒီမှာတော့ပြီးတဲ့ချိန်ပေါ့နော်ကျွန်တော်တို့ပြန်ပြီးတဲ့ချိန်ပါချိန်ကိုလို့ဒီစီသွားပြီနင်းကလေးပြန်ပြတော့ဒီစီတော့ပြီးသွားပြီဗျာရောင်လေးကလှနေရောဒါပေမဲ့ဒီကောင်လေးကတော့အကောင်းဆုံးဖြစ်အောင်လုပ်ပေးရတယ်အဲသူကကြာခဏလာတယ်ဒီကရုံလေးဒီနေ့မှ2ခါလောက်တော့သူလာတယ်သူကကောက်ရအရန်ချစ်တယ်ကောက်ရအရန်ချစ်တယ်ဆိုတော့နည်းနည်းလေးပဲ